ပုံနာသေးလဲသွားရောပိတ်တာဖြစ်ပြီးအဲ့ဒီလေကြီးထွန်းနေရကသဗ္ဗဘုရားသာသနာတစ်လျှောက်လုံးထွန်းဟာတော့ဟာတရားကောင်းလိုက်တာနှစ်သာရပြေဝလိုက်တာဒီလောက်ကောင်းတဲ့တရားကိုသူတငယ်ချင်းနားစေခြင်းလားသူတငယ်ချင်းတော်တဲ့ကြံခဲ့အဲ့ဒါနဲ့တရားပွဲနှစ်ညမနေ့ပြန်ညကြံသေးတယ်ဆိုတော့တငယ်ချင်းကသွားတော်တဲ့သွားခေါ်တကယ်ချင်းတဲ့တရားပွဲဖြစ်နေတယ်ကွာတဲ့ကတ္တပဘုရားရဲ့တရားကောင်းလိုက်တာတဲ့တရားနာလိုက်ခဲ့ပါဆိုပြီးသွားခေါ်တော့တော်တဲ့နေတဲ့တကယ်ချင်းကကျေးဇူးမတင်တဲ့ပြင်အဲ့ဒီကတ္တပဘုရားတရားသွားနာတော့ကတ္တပဘုရားဒီလေသူထွန်ပေးမှာလားပါဇက်နော်အဲ့ဒီဘုရားကသူကိုယ်တိုင်လဲထွန်ပေးရင်ငါအဲ့ဘုရားတရားလိုက်နာဟောဝစီဗေဒထိတိုင်းရှာတယ်သိကြောက်စရာကောင်းတာနော်မုံစေခြင်းလည်းလက်နဲ့သိရှေ့စေခြင်းလည်းပဲဒီပါဇက်ကလေးလက်နဲ့သိရှိတာဟုတ်လားဖယားကောင်တရားကိုရွတ်ဆိုမယ်ဆိုတော့ဒီပါဇက်ကလေးနဲ့သူတော်ကောင်းတွေကောင်းတဲ့ဘုံဘဝမှာမရောက်နိုင်ဘူးလားဟာသူများကိုဆဲဆိုကြိမ်မောင်ပြိတဲ့ဖယားယဟန်ကလည်းပြတ်မစော်ကားမယ်ဆိုဒီပါဇက်ကနေလည်းအပေတခမပို့နိုင်ဘူးလားပါဇက်ကလေးတစ်ခုတည်းနဲ့အထက်လည်းသွားနိုင်တယ်အောက်လည်းသွားနိုင်တယ်ဟုတ်ပြီနော်ငါကအဲ့ဒီကတ္တပဘုရားသွားနိုင်ရင်ကတ္တပဘုရားငါလည်းသူထွန်ပေးမှလားမင်းပြောစမ်းဆိုတော့ဘုကမပြောနိုင်အဲ့ဒါနဲ့ဘာဖြစ်တော့မေးလိုက်တော့ပြိတဲ့အဲ့ဒီပုံနာသေးလဲသွားရောပိတ်တာဖြစ်ပြီးအဲ့ဒီလေကြီးထွန်းနေရကတ္တပဘုရားသာသနာတစ်လျှောက်လုံးထွန်းဟာကတ္တပဘုရားသာသနာကွယ်လဲထွန်းဟာဂေါရမဘုရားပွင့်လာတော့လဲပဲဒီလေကြီးသူထွန်းရတော့မယ်တန်ဃာတော်တွေတည်င်းကျွတ်တော့ဘုရားဖူးဆိုပြီးတာဝတိကိုလာကြတာဝတိလာကြတဲ့တန်ဃာတော်တွေမျက်စိလဲလမ်းမပြီးအဲ့ဒီတောထဲရောက်သွားတော့မျက်စိလဲနေတဲ့ယဟန်တွေကအဲ့ဒီလဲထွန်းနေတဲ့ပုတ်ပိတ်တာကိုတကယ်လူထင်လို့သွားမေးတခါကြီးတဲ့တာဝတိကိုဒီလမ်းကသွားရတာလားတဲ့ကျွတ်တို့မျက်စိလဲတာ2ရက်ကြာပြီတဲ့ဗိုက်တွေလဲစားနေပြီလမ်းညွန်ပေးပါဦးတခါကြီးရဲ့လို့သွားပြောအမလေးရှင်ဘုရားတို့မျက်စိလဲတာ2ရက်ရှိသေးတပည့်တော်မျက်စိလဲတာဘုရားနှစ်စုကြာပြီတဲ့ဒီလိုပြောဟာတခါကြီးရဲ့ဘလို့မျက်စိလဲတာလဲမိလိုက်တော့မှပါဇက်နဲ့ပြုတဲ့အကုသိုလ်ပေါ့ရှင်ဘုရားရဲ့တဲ့ပြုရတာလွယ်သလောက်အကျိုးပေးကြာလိုက်တာဆိုအဲ့ဒီမှာပြောသွားတာဟုတ်ပြီလားဒါကြောင့်သူတော်ကောင်းတို့တွေအကုသိုလ်ကပါဇက်နဲ့ပြုလို့ရောမလွယ်ဘူးလားအဲ့ဒီဘုရားတရားသွားနာတော့အဲ့ဒီဘုရားဒီလေသူထွန်ပေးမှလားလို့ပြောလိုက်တာကခဏလေးပဲအကျိုးပေးတော့ခဏလေးဟုတ်ရဲ့လားကြာကြီး